အာရှစင်အုပ်စုတစုဟာလူသားတွေစိုက်ပျိုးထားတဲ့လက်ဖက်ခြံတွေကိုမတော်တဆရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့သူတို့ဟာလက်ဖက်ပင်တွေကိုဖျက်ဆီးပစ်တာမျိုးလုံးဝမလုပ်ခဲ့ပါဘူးရှင်။ပလဲနှင့်ရေစကြိုကအကိုကြီးတို့အမကြီးတို့ကျေးဇူးပါရှင်။စင်တွေဟာလမ်းကြောင်းအတိုင်းတတိထားပြီးရှောင်းလန်းသွားလာရင်းနဲ့ပဲလူသားတွေကိုအံ့အားသင့်စရာကောင်းတဲ့ကူညီမှုတစ်ခုပေးသွားခဲ့ပါတယ်။သူတို့ဟာလက်ဖက်ပင်တွေကြားကမလိုလားအပ်တဲ့ပေါင်းပင်တွေကိုစားတောက်ပေးခြင်းဖြင့်လက်ဖက်ခြံကိုတန်ရှင်းရေးလုပ်ပေးသလိုဖြစ်သွားခဲ့ပါတယ်။မကြခင်ကမှအုပ်စုကိုဦးဆောင်တဲ့စင်မကြီးဟာစင်အုပ်ကိုခေါ်ဆောင်ပြီးရေလန်းကြောင်းအတိုင်းအစာရှာရာတစ်တော်တစ်စီကိုခရီးနှင်ခဲ့ပါတယ်။ဒီစင်မကြီးရဲ့အတွေ့အကြုံနဲ့ဗဟုသုတတွေကပဲစင်အုပ်တစ်ခုလုံးအသက်ရှင်ရပ်တည်နိုင်ဖို့အတွက်အဓိကတော့ချက်ပါပဲ။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း150အတွင်းမှာတော့အာရှစင်တွေရဲ့နေရင်းဒေသဟာကြီးမားတဲ့အပြောင်းလဲတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။တင့်တော်တဲ့တောင်တန်းအမြင့်နဲ့မိုးရေချိန်ကောင်းမွန်တဲ့ဒီဒေသဟာလက်ဖက်စိုက်ပျိုးဖို့အကောင်းဆုံးမြေနေရာဖြစ်လာခဲ့ပါတယ်စင်မြ62ဆက်အတွင်းမှာပဲသူတို့ရဲ့တစ်တော်ကြီးတွေဟာလက်ဖက်ခြံတွေအဖြစ်ပြောင်းလဲသွားခဲ့ရပါတယ်။အာရှစင်တွေဟာလက်ဖက်ခြံတွေကိုဖျက်ဆီးသွားရပေမဲ့လည်းသူတို့ဟာပိုင်ရှင်တွေရဲ့အဖိုးတန်သီးနှံတွေကိုဘယ်တော့မှမဖျက်ဆီးခဲ့ကြပါဘူး။စင်တကောင်ဟာတစ်နေ့ကိုအစာ100ကီလိုဂရမ်ကျော်လိုအပ်ပေမဲ့လက်ဖက်ရွက်တွေရဲ့ခါတက်တဲ့အရာသာကိုသူတို့မကြိုက်ကြပါဘူး။ဒါကြောင့်ပဲစင်တွေဟာသူတို့ကြိုက်တဲ့ပေါင်းပင်တွေကိုပဲစားတော့ရင်လက်ဖက်ခြံပိုင်ရှင်တွေကိုမရည်ရွယ်ပဲကူညီပေးနေကြတာဖြစ်ပါတယ်။အာရှစင်တွေနဲ့လူသားတွေဟာအလွန်သားစွာဖြစ်စွာနေထိုင်နေကြပုံပါပဲဒါပေမဲ့ဒီလိုကြီးမားတဲ့လက်ဖက်ခြံတွေမှာအလုပ်သမားအများကြီးရှိနေတာမို့စင်ကြီးတွေနဲ့လူသားတွေကြားမှာငြိမ်းချမ်းစွာအတူနေထိုင်ဖို့ကတော့လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးကံကောင်းတာကအာရှစင်တွေရဲ့လိုက်ရောညီထွေဖြစ်အောင်နေနိုင်တဲ့စွမ်းရည်ကအလွန်ကောင်းမွန်ပါတယ်စင်မကြီးတွေဟာပုံမလုံးကြုံတဲ့လမ်းကြောင်းအသစ်တွေကိုရှာဖွေပေးနိုင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်လက်ဖက်ခြံတွေဟာစင်တွေအတွက်အန္တရာယ်ဖြစ်လာနိုင်ပေမဲ့အခုချိန်ထိတော့အဆိုးဝါးဆုံးအခြေအနေမျိုးမဖြစ်သေးပါဘူးလက်ရှိမှာတော့ဒီတောင်တန်းဒေသတွေဟာကမ္ဘာအာရှစင်ဥယျာဉ်ရဲ့၄ပုံတစ်ပုံကိုပိုင်ဆိုင်ထားပြီးကမ္ဘာအကြီးဆုံးအာရှစင်နေရင်ဒေသတစ်ခုဖြစ်လာခဲ့ပါတော့တယ်အခုလိုစိတ်ဝင်စားစရာတွေထပ်တင်ဆက်ပေးနေမှာမို့ဘယ်မျိုးကအားပေးနေကြလဲဆိုတာပြောပေးသွားကြပါအောင်ရှင်